ထိုင်းနိုင်ငံမှာအထောက်အထားမဲ့မြန်မာအလုပ်သမားတွေနေရပြန်လာရေးအတွက်အချိန်တစ်ခုသတ်မှတ်ပေးဖို့ထိုင်းအစိုးရကိုမြန်မာအစိုးရဘက်မှပန်ကြားပေးမှုလိုအပ်နေတယ်လို့သိရပါတယ်။အလုပ်ရှင်အလုပ်သမားဆိုင်ရာဥပဒေသစ်ပြင်ဆင်သတ်မှတ်ချက်ကြောင့်တရားမဝင်အထောက်အထားမဲ့အထောက်အထားမစုံလင်သူနိုင်ငံသားအလုပ်သမားတွေကိုထိုင်းအစိုးရကဖမ်းဆီးနေခြင်းကြောင့်မြန်မာနိုင်ငံသား1000ကျော်ဖမ်းဆီးခံရပြီးအခြားနိုင်ငံသား400ကျော်ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ဒါအပြင်လာမယ့်ဇူလိုင်လအတွင်းမှာဖမ်းဆီးမှုမြင့်တက်လာနိုင်တဲ့အတွက်ထိုင်းနိုင်ငံအတွင်းမှာတိတ်နဲ့ချီတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနေရပြန်လာရေးအတွက်မြန်မာအစိုးရဘက်မှထိုင်းအစိုးရထံမေတ္တာရပ်ခံပန်ကြားပေးဖို့လိုအပ်ချက်နဲ့ထိုင်းအစိုးရဘက်မှမဖြစ်မနေဖြေလျှော့ပေးရန်လိုအပ်ချက်တွေကိုမြန်မာပြည်သားများအရေးပူးရဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌဦးမိုးချိုကအခုလိုပဲပြောပါတယ်။ထိုင်းအစိုးရမြန်မာအစိုးရနှစ်နိုင်ငံအစိုးရတွေကဘာတွေလုပ်တဲ့နဲ့ဘာတွေကြိုတင်ပြင်ဆင်ထားတယ်ဆိုတော့ကျွန်တော်အနေနဲ့မေတ္တာရပ်ခံပန်ကြားပါရစေ။ပထမဆုံးမြန်မာဘက်ကနေပြီးတော့ထိုင်းအစိုးရဘက်ကိုပန်ကြားလိုက်ပါ။ဒါအပြင်မြန်မာရွှေ့ပြောင်းလုပ်သားတွေနေရပြန်လာစင်မှာကောင်းမွန်တဲ့လက်ခံကြိုဆိုမှုတွေလိုအပ်တယ်လို့လည်းဦးမိုးချိုကတိုက်တွန်းပြောဆိုပါတယ်။ဇွန်လ20ရက်နေ့ကဒီ2560ကျွန်တော်ဥပဒေသစ်ပြဋ္ဌာန်းလိုက်တဲ့အချိန်မှာဇွန်လ20ရက်နေ့ကစပြီးဒီနေ့ထိမြန်မာရွှေ့ပြောင်းလူမှ1000လောက်ဖမ်းခံပါတယ်။ဗီယက်နမ်၊ကမ္ဘောဒီးယား၊လာအိုခြားနိုင်ငံခြားသားတွေ400လောက်ဖမ်းခံပါတယ်။ခုတော့ဖမ်းပြီးခဏမြရေတက်နေပါဆက်လက်ပြီးတော့လည်းလာမယ့်ဇူလိုင်လနဲ့ဩဂုတ်လမှာစီမံချက်ဖမ်းပြီးအကြီးရေအတွက်များပြားတဲ့အထောက်ထားမဲ့ရွှေ့ပြောင်းလုပ်တာဖမ်းဆီးရမယ်ကြားသိထားပါတယ်။ဒီအတွက်လည်းသူတို့တွေလေ့ကျင့်ရေးဖမ်းဆီးလေ့ကျင့်ရေးလုပ်နေတယ်။နောက်လူခွင့်ထိန်းသိမ်းရေးနဲ့ဖမ်းဆီးတဲ့သူတွေပေါ်မှာရှိအောင်သူတို့စနစ်တကျလေ့ကျင့်ရေးလုပ်နေတယ်ကျွန်တော်ကြားသိရပါတယ်။ဖမ်းဆီးရထပ်ပြီးတော့ကြီးမားမားနဲ့အရေးအတွက်များများလာအောင်ပါထိုင်းဆိုရဘက်မှလည်းနေရပြန်ကြမဲ့အထောက်အထားမဲ့အလုပ်သမားတွေကိုလူမှုရေးကျန်းမာရေးစောင့်ရှောက်မှုနဲ့ရဲအမျိုးမျိုးတို့ရဲ့လူအခွင့်အရေးချိုးဖောက်ခံရမယ့်အနေအထားတွေကိုကြက်မှတ်ပေးဖို့လိုအပ်နေပြီးနေဆက်စခန်းတွေဖြစ်တဲ့မြဝတီကောတာရနောင်းတီကီစတဲ့နေဆက်တွေမှာပြန်ကြတဲ့အခါလိုအပ်တဲ့ကြိုးစိုးလက်ခံရေးနေရာချထားရေးကျမရေးဆောက်ရှောက်မှုနေရက်ကိုပြန်ပို့ရေးတို့ကိုသက်ဆိုင်ရာမှကုညီဆောင်ရွက်ပေးဖို့လိုအပ်နေတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာဇွန်လ20ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ဥပဒေအသစ်မှာအလုပ်လုပ်ကိုင်ခွင့်မရှိတဲ့အလုပ်နေရာတွေမှာနိုင်ငံသားအလုပ်သမားတွေကိုတရားမဝင်ခန့်အပ်ထားပြီးလုပ်ကိုင်နေကြောင်းဖန်ဆီးရမိပါကဒဏ်ကြေးငွေအဖြစ်ထိုင်းဘတ်ငွေ4သိန်းကစပြီး8သိန်းအထိပြည်ထန်သတ်မှတ်ထားတယ်လို့သိရပါတယ်။ဒါအပြင်အလုပ်သမားကင်ဆောင်ထားတဲ့အလုပ်လုပ်ကိုင်ခွင့်လက်မှတ် work permit နဲ့အလုပ်နေရာကွဲလွဲနေပါကထိုင်းဘတ်ငွေ4သိန်းကျပ်မပိုတဲ့ဒဏ်ကြေးနဲ့ညီတဲ့ပြည်ထန်သတ်မှတ်ထားပြီးပြည်ထန်တွေထဲမှာအနည်းဆုံးထောင်ဒဏ်6လနဲ့အများဆုံးဒဏ်ကြေးငွေဘတ်8သိန်းအထိသတ်မှတ်ထားတယ်လို့သိရပါတယ်။